အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်စာပေးချင်တဲ့ဇလန်းလေးကတော့ကြောင်းကြောင်းဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်းစာကွေးကြော်လူတွေတော့စောစီစီတောက်တားလာတဲ့မဟုတ်ပဲတောက်ပြားကြီးနဲ့သူတို့ကိုဆေးထည့်ပေးနေတာဘာလို့ဆိုတော့ငနဲလေးကရေမတရားကူတော့သူ့အဖေဦးမြိုင်ဝင်းအသုံးပြေးထားတာအဲ့ဒါသူတို့ကလည်းမျိုးရိုးရှိတယ်ဝီဆိုငငယ်တုန်းကမိချောင်းဖမ်းသမျှအဲ့ဒါမိချောင်းဖမ်းတာသူဂျားတွေကပလာစတာကရှော့သွားတော့မိချောင်းဖမ်းတဲ့အာကူတို့အလုပ်ကိုဆော်လို့ပြီးအေးချမ်းချမ်းမိုင်းယူဘော်ဒီပဲကြိုက်တော့တဲ့အကြောင်းသူတို့ကိုပြောပြနေတာမျက်ရည်တောင်တတောက်တော့ကြာတယ်ဟိုပါအဲကနေသူတို့လည်းရေကူးရင်းနဲ့အရွယ်ရောက်သွားတာတတောက်လောက်ဖြစ်သွားရောပခုံးပြောတာပါအဲ့ဒါပခုံးတတောက်လောက်ရှိပေမဲ့စောကမရှိသေးဘူးဘာလို့မရှိသေးလဲဆိုတော့ငနဲကသူကိုယ်သူမိချောင်းဝင်သားဆိုပြီးမိချောင်းเจ้าတွေပြောပြတာငမိုးရိတ်ကနေစားပြီးအဲ့ဒါငမိုးရိတ်ကလည်းနေနေရမဟုတ်ဘူးတကြားမင်းသားတကြားမင်းကမဲလမှုကိုဖွန်ချောင်းရင်းနဲ့သူမျိုးဆက်ပြောင်းဆိုပြီးတကြားရည်စင်ကိုဒလီဘာကြီးနဲ့ပို့ခိုင်းလိုက်တာအဲ့ဒါကိုတကြားမင်းရရတွေကတီးပြီးစနိုက်တော်မစီမရအောင်လမ်းမှာဖြတ်ခုတ်တာတခုကပြုတ်ကျတော့ဥဖြစ်သွားတာဆိုပြီးတကြားမင်းကလည်းမလွယ်ဘူးတော့တစ်ဖက်900ရှိတာတော့လူဘီကဟာလည်းအလွန်ပေးခြင်းဘူးကြမ်းကြအလွန်နဲ့ငမိုးရိတ်ဦးလည်းခွာတဲ့လင်းများစီရောက်အဲလင်းများကဝေးစားလို့အရွယ်ရောက်လာတော့အမေကိုကြိုက်စားတော့သူ့ဖေကဘဝစတိုင်းငမိုးရိတ်ကိုတီးရပါလို့ဆူတောင်းပေးလိုက်တာအကုန်ရှုပ်ကုန်ပြီအဖိုးကြီးတီးတာနောက်ငနဲ့ကလူရောင်ဖန်ဆင်းပြီးဖွန်ပတ်ကြောင်နေတာနောက်မှာမီးချောင်းတွေပါလာရောသူ့ဖေတကြားမင်းလာတက်ဖေးတာဖြစ်မယ်အမသူကလည်းတကြားမင်းသားဆိုတော့စောရချီတယ်အမမတ်ရွှေပွင့်နဲ့နေမင်းရဲ့ချစ်တဲ့တော့ I love you တွေဖြစ်ဖေငါငနဲ့ကကုန်းတယ်ဆိုတော့ပစ္စည်းတွေရောင်းရင်အမပဲမတ်ရွှေပွင့်ကိုတီးထုတ်ပြလိုက်တာတကောင်ကြနေကမှသူ့ဖေကဆေးကျင်လို့နဲ့လားဆိုတော့သူလည်းခလေးကလည်းသူ့မေစီပြန်ညင်လို့အသုံးငိုတာပြီးပြင်းချဟိုမှာသူ့ဖေထထောင်တရုပ်ဆောင်ကောင်းနေသေးတယ်နောက်ဆုံးငမိုးကြီးလည်းဘာဆက်ဖြစ်သွားမှမသိဘူးဆိုပြီးဘာမဆိုင်ညာမဆိုင်ပြောပြနေတာကိုဖေကလူတွေကလည်းကြောင်တော်နဲ့နားထောင်နေတာပြီးတော့ငနဲကမေးရာယူတော့လေဇူးတော်ကြီးအဲထဲမှာမိချောင်းပဲငနဲကတက်ပြက်တာအဲကနေတခါသူကအိမ်မက်မှတ်ပြီးစော်တွေရနေပြန်ရောအဲစော်ကလည်းငမိုးကြီးစော်အဲ့ဒါငမိုးကြီးစော်ဆိုမဲ့သူနဲ့ကတာကေတာမှာခြေသူဖြစ်တာခြေသူဖြစ်တော့လူတွေလိုပဲရုပ်ရှင်တွေဘာတွေသွားနှိုက်လို့မရတာနဲ့ပေါက်ပေါက်ဆုပ်ပြောတာပါဒီထဲပဲပတ်ကူးနေလိုက်တယ်ပြီးတော့ကောင်းမှုကုသိုလ်တွေဘာတွေလို့အဲ့ဒါမိချောင်းတွေတော့ဖျားမတရားမသိပြီပဲနောက်ကလူမသားတွေကတော့ဘောလုံးကမပြတ်ဘူးအဲကနေကြောင်းတို့လည်းလာပြီးလာခွဲခဏခဏတွေးကြမယ်ဆိုပြီးတစ္ဆာဆိုဒါကိုမနာလိုတဲ့ဆောင်းအဖင်မိချောင်းပညာကခြေဝင်ပြီးပုံဆိုးတွေကိုလက်ထောက်ချတာစော်လေးကအဖမ်းခါပြီးရှောသွားရောရှောတော့ငနဲ့လေနောင်ဘွားမှာများဆုံးခဲ့ကြရင်ဒီဘွားလိုအဖြစ်ပြစင်းနဲ့ကွယ်ဆိုပြီးတစ္ဆာဆိုခဲ့လို့အခုလိုပြန်ဆုံးကြတာဆိုတော့ငနဲ့လေဘယ်တော့မှခွဲเสียဘူးဆိုပြီးပါကေတာကိုဒိုးချတာအမမန်ယူဘော်ဒီအကိုင်လွန်ပြီးမိချောင်းကကျွေးနေရတဲ့သူ့လေးကြော်လူဝင်နဲ့တွေ့ပြီးဖျားလာမယ်လို့တော့တိုက်ဆိုင်တဲ့တော့အေးရောက်နေတော့ဖြစ်ချင်တာစော်လေးနဲ့တန်းတွေ့ရောတွေ့တော့လေတယောက်နဲ့တယောက်မှတ်မိတယ်အဲ့ဒါမှတ်မိနေမှာငမိုးကြီးနဲ့သူနဲ့စတွေ့ကြတယ်မိချောင်းရှိတဲ့လမ်းမှာပဲပညာတို့ကဥပဒေမဲ့တွေထားလို့တာငမိုးကြီးကလည်းအဲ့ရက်ကွာဘလို့ရောက်ချလာလဲမသိဘူးကြောင်းလည်းဒူးတွေဖြစ်ပြီးပညာတို့လည်းတီးထုတ်ခံလိုက်ရတယ်ဘလို့နဲ့ဂျားထဲမှာအခြေကမဖြောင်းပြူပဲခက်ခဲဒီအမျိုးမျိုးဖြစ်ရင်ပညာကလည်းဘယ်ပညာမှမကောင်းတော့စော်လေးကိုဥရိမဲ့တဲ့အသုံးတီးဖို့လို့တာနောက်ဆုံးတော့လေအချောင်းတီးကျင်တဲ့ပညာပဲကိုလာရှူလို့နောက်ပါသွားပြီးမိချောင်းနှကောင်ကတော့အသက်သက်ဆုံးတီးထုတ်သွားရင်ပြီးဆုံးသွားပါပြီပေးကျင်တဲ့ message ကတော့တကြားမင်းသားငမိုးရိတ်တော့သုံးဘွားလောက်နေမှာစော်နဲ့ပေါ့ရတာလူမသားဆောင်းအဖေတွေကတော့စော်ပစ်ခါတာအစမ်းမို့တော်ဘူးဆိုတာပါပဲဟိုမှာအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ